ကျန်းမာရေးဝန်ကြီးဌာနရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနရဲ့ရက်တရားစီမံချက်ဖြင့်မရှိ၍မလင်းသူမရှိစေရအစီအစဉ်ဖြင့်ဗဟန်းအမျိုးသမီးဆေးရုံနဲ့ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးမှာမျက်စိအထူးကုဆရာဝန်များကွင်းစင်ကုသပေးမှုကိုတိုက်ကြီးလှဲကူးနဲ့မော်ဘီမြို့နယ်တွင်းများမှာဆောင်ရွက်ခဲ့ပြီးခွဲစိတ်ရမယ့်လူနာများကိုဗဟန်းအမျိုးသမီးဆေးရုံသို့ဆက်လက်ပို့ဆောင်ကအခမဲ့ခွဲစိတ်ကုသပေးခဲ့တာဖြစ်ပါတယ်ဗဟန်းမျိုးသမီးဆေးရုံပါပေါ့နော်ဟိုရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနရဲ့လက်အောက်မှာ Community Eye Hospital အနေနဲ့ကျမတို့ကပြည်သူလူထုအခြေပြုမျက်စိကျန်းမာရေးစောင့်ရှောက်မှုကိုအဓိကဆောင်ရွက်ပေးနေတဲ့မျက်စိဆေးရုံအနေနဲ့ကျမတို့ကဆောင်ရွက်လျက်ရှိပါတယ်ဒီမော်ဘီမြို့နယ်မှာပေါ့နော်မရှိရမလင်းသူမရှိစေရအစီအစဉ်နဲ့မျက်စိအထူးကိုကွင်းစင်ကုသမှုကိုတွားပြီးတော့မျက်စိကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ခဲ့ပါတယ်ကျမတို့ဒီဗဟန်းမျိုးသမီးဆေးရုံမှာမျက်စိခွဲစိတ်ဖို့နော်ချင်းဆိုခဲ့ပါတယ်အဲချင်းဆိုခဲ့တဲ့အပေါ်မှာကျမတို့ကလူနာ29ဦးကို3ရက်ခွဲပြီးတော့တရက်ကို12ဦး12ဦး3ဦးနဲ့3ရက်ခွဲပြီးတော့ချင်းဆိုခဲ့ပါတယ်ရစ်တရာစီမံချက်နဲ့ကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်မှုအရာပေါ့ခုဆိုရင်ကျမတို့ကလစဉ်ပေါ့နော်ဗဟန်းမျိုးသမီးဆေးရုံကနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမှာရှိနေတဲ့မြို့နယ်တွေကိုလစဉ်ဆင်းပြီးတော့လူနာတွေကိုပို့ပြီးတော့အားထည့်ပြီးတော့ဆောင်ရွက်မှာဖြစ်ပါတယ်ရှင်အများသောအားဖြင့်တော့တွင်းတွေယောဂါကတော့တော်တော်များများလာပြကြပါတယ်ဒီမှာကတော့ကျွန်တော်တို့ပြည်မလူနာဌာနနဲ့ကျွန်တော်တို့ကဒီအတွင်းအဓိကအတွင်းတွေယောဂါကျွန်တော်ခွဲစိတ်ကုသမှုကိုပေးပါတယ်ဗျာကျွန်တော်မျက်ခွန်နဲ့ပတ်သက်တဲ့ကျွန်တော်တို့ကမျက်ရည်လမ်းကြောင်းနဲ့ပတ်သက်တဲ့ယောဂများကိုလည်းဒီမှာခွဲစိတ်ကုသမှုပေးထားပါတယ်ဗျာဟိုဒီဗဟန်းမျိုးသမီးဆေးရုံမှာဒီဟာတွေကိုကျွန်တော်တို့အခမဲ့ကုသမှုပေးတဲ့အတွက်ကြောင့်မို့တစ်ဖက်ကပြန်ပြီးမြင်ရတယ်သူတွေကဟိုတစ်ဖက်နဲ့အတိဟိုတွားလန်လာနှံတဲ့ကျွန်တော်တို့ကပျော်ရွှင်မှုမျိုးပေါ့လေအဲပျော်ရွှင်မှုမျိုးရဲ့ပီတိကိုကျွန်တော်တို့ကခံစားရပါတယ်မော်ဘီမြို့နယ်တွင်မျက်စိယောဂလူနာ255ဦးကိုစစ်ဆေးကုသပေးခဲ့ပြီးမျက်စိခွဲစိတ်ရမယ့်လူနာ32ဦးကို3တုပ်ခွဲကခွဲစိတ်ကုသမှုများကိုဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါကူရီလာစစ်မယ်။အဲ့ဒါနင်းလိုက်ခဲ့ပါလားမမလေးရဲ့ဆိုခေါ်တော့အဲ့ဒါဒီကလိုက်လာတဲ့ခါကျတော့ဒီကြတော့သူကဒီလိုလာခွဲရမယ်ပေါ့နော်။ဟိုရေတိမ်ဖြစ်နေတယ်တဲ့။ရေတိမ်ဖြစ်နေတယ်ဆိုတော့ဒီလိုလာခွဲရမယ်ဆိုတော့ဆေးရောက်ရှိပဲလာခွဲရပါတယ်။ဒီလိုလေးအုပ်ကြည့်ရင်သမီးတို့မျက်နှာလေးတို့ကြီးနာပဲဒါလည်းဒီရေတင်ဆိုတော့ဒါကူးတဲ့သဘောရှိလို့ပြရတာပေါ့သမီးရဲ့မျက်စင်းတွေလည်းလကားရတာ2ဘူး2မျိုးဒီဆေးရုံကြီးကဆရာမတွေဆရာကြီးကနော်အားလုံးကကောင်းကြပါတယ်သွားကူပါလမ်းစိတ်လည်းကုန်ပါတယ်လို့ပဲပြည်သူများအနေနဲ့မျက်စိစစ်ဆေးရန်ပြသလိုပါကရန်ကုန်မြို့ဗဟန်းမြို့နယ်ဗဟန်းအမျိုးသမီးဆေးရုံမှာစနေတနင်္ဂနွေရုံးပိတ်ရမအပရုံးချိန်အတွင်းမိသူမစုအခမဲ့လာရောက်ပြသနိုင်ပြီးရန်ကုန်မျက်စိအထူးကုဆေးရုံကြီးမှာအထူးကုဆရာဝန်များပါမောက္ခများမှစစ်ဆေးကုသပေးလျက်ရှိပါတယ်ရှင်။